ဘောထိုးတဲ့ပြင်ချက်ကြီးကိုကုန်းပေါင်လို့သူတို့နာမည်ပေးလိုက်တယ်နာမည်ပေးလိုက်ဆိုတော့ကုန်းပေါင်မင်းဆက်ကိုဖြိုချင်တဲ့အခါကျတော့ဒီပြင်ချက်ကြီးပေါ်ကနေနေပြီးတော့ဆက်လေပေါ်ကနေပြီးတော့တင်မော့ပေါ်ကနေပြီးတော့သူတို့ကုန်းပေါင်တက်တယ်အဲ့ဒီတော့ကုန်းပေါင်ဆိုပြီးနာမည်ပေးလိုက်တယ်နာမည်ပေးလိုက်တဲ့အခါကျတော့ကျွန်တော်ဒီကုန်းပေါင်မင်းဆက်ဖြစ်တဲ့နောက်တီဘောမင်းဆက်ကိုအနံတိုက်လို့ဘာမှတလက်ချက်မဖောက်ရပဲနဲ့အနံတိုက်နိုင်သွားတာဒီရရကြောင့်ပဲဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကျွန်တော်ဘယင်ပြကျွန်တော်မေ့တော့ပဲပြီနော်အဲ့ဘယင်ဆိုလို့ရှိရင်လည်းဘယင်မို့မျိုးစားမင်းပေါ့နော်မျိုးစားမင်းဆိုလဲကျွန်တော်ဖျားရှိပါတယ်နော်အဲ့ဖျားမှာဆိုလို့ရှိရင်မျက်မှန်တက်ထားတယ်နော်မျက်မှန်တက်ထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘက်ကမျိုးစားမင်းကနေပြီးတော့မျက်စိအလင်းမျက်စိကငကိုကောင်းနေတဲ့နဲ့မျက်စိကွယ်သွားတယ်ကွယ်သွားတဲ့ခါကျတော့ဘယ်လိုတက်စင်လဲဆိုတော့သူ့မှာဒီနန်းတွင်းမှာနော်ဒီဟိုမှာလူစားမင်းမှာခစားနေတဲ့နော်ပညာရှိနော်ဘေဒင်ဆရာကြီးကနေပြီးတော့မေးတဲ့ကဘေဒင်ဆရာကြီးကနော်ဘေဒင်ဆရာကြီးကဒါဒါမျိုးစားမင်းကိုဘယ်ဖျားမှာနော်ရွှေခိုင်းနဲ့မျက်မှန်လုပ်ပြီးတော့ဖျားမှာလူလိုက်ပါဆိုပြီးတော့မျိုးစားမင်းကိုပြောတယ်အဲ့ဒါနဲ့မျိုးစားမင်းကနေပြီးတော့ဖျားမှာကျွန်တော်အခုရှိပါတယ်ကျွန်တော်လည်းနာမည်မေ့နေရောเนาะအဲ့ဖျားမှာဆိုမျက်မှန်ရွှေခိုင်းနဲ့မျက်မှန်ကြီးတတ်ထားတယ်เนาะတတ်ထားဖျားမှာလူပေးတာเนาะဖျားမှာတတ်ထားတာအဲ့ဒါလေးဖူးကြမှာပါเนาะဒါကအဲ့ဒါငင်းလို့မရတဲ့ဒါရကတွေဒီဘက်မှာမျိုးစားမင်းကအဲ့ရွှေခိုင်းမျက်မှန်လူပြီးတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့မျက်စိအလင်းပြန်ရသွားတယ်เนาะဒါဖျားရတရားဗုဒ္ဓရတရားပေါ့ဗျာနောက်တော့ဒုတိယလည်းအဲ့မျိုးစားမင်းပြီးတော့နောက်ထပ်မျိုးစားမင်းလည်းတစ်ခါထပ်ပြီးဖြစ်သေးတယ်နော်နောက်တော့မျိုးစားမင်းကနောက်အဲ့မျိုးပါပဲနောက်တော့မျိုးစားမင်းထပ်တက်လာတော့လည်းအဲ့မျိုးစားမင်းကလည်းမျက်စိမှုံသွားတာပေါ့နော်မျက်စိမှုံသွားတယ်မျက်စိမှုံသွားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့မျက်မှန်ကိုလှုပ်ပြီးတော့ဒါဖျားမှာအဲ့မျက်မှန်ကိုပထမမျက်မှန်ကိုချပြီးတော့ဒုတိယမျက်မှန်သူ့အတွက်ရတရားနဲ့မျက်မှန်တစ်ခါထပ်ကတ်လာတဲ့ကနောက်ထပ်တက်လာတဲ့မျိုးစားမင်းကလည်းမျက်စိအလင်းပြန်ရသွားတယ်ဒါဓာတ်ရတရားပေါ့နော်ဓာတ်ရတရားဗုဒ္ဓရတရားဆိုရတရားပိုင်းတွေကိုလည်းလူတွေကပေါ့သိသိကျွန်တော်ပြည်သူတွေအနေနဲ့ပေါ့နော်မယုံကြည်တဲ့ပြည်သူတွေနဲ့မှာဒါတွေကိုလက်မခံမဲနေလို့မရပါဘူးလက်ခံရမှာပဲเนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီနတ်တွေပွဲတွေကိုဆက်တဲ့အခါကျတော့ဒါနည်းနည်းဒါဘုဒ္ဓရအနေနဲ့ထပ်ပြောပြတာပါเนาะနတ်တွေမဲတော်တွေပွဲတွေဆက်တဲ့အခါကျတော့ကျွန်တော်တို့ဘေးရင်ဆရာတွေเนาะကျွန်တော်ဆရာသမားတွေကနတ်တွေကိုဆက်တာမဟုတ်ပါဘူးเนาะအမြင်မှာတော့နတ်တွေကိုဆက်တယ်ရက်ခမဲတော်ကြီးကိုဆက်တယ်အမေနေဂရန်ဆက်တယ်เนาะနောက်ထပ်ဂျိုမင်းတွေဆက်တယ်ဆိုတာမဟုတ်ပါဘူးเนาะကျွန်တော်ဆက်တာကဘာကိုဆက်တာလဲဆိုတော့ဖေကြီးအောင်မင်းကောင်ဆက်တယ်ဆိုရင်ဖေကြီးအောင်မင်းကောင်ကနေပြီးတော့မြတ်စွာဘုရားရှင်လူတန်းနိုင်ရန်အတွက်ဆိုပြီးတော့ဖေကြီးအောင်မင်းကောင်ဆက်တာဖေကြီးအောင်မင်းကောင်မှာတစင်မြတ်စွာဘုရားရှင်ကိုလူတန်းတာเนาะရက္ခပါဠမေတော်ကြီးကိုလူတန်းမယ်ဆိုလဲပွဲဆက်မယ်ဆိုရက္ခပါဠမေတော်ကြီးကိုဆက်ကတ်တာမဟုတ်ဘူးเนาะရက္ခပါဠမေတော်ကြီးကိုလူတန်းတာရက္ခပါဠမေတော်ကြီးကနေပြီးတော့မြတ်စွာဘုရားရှင်ကိုလူတန်းနိုင်ရန်အတွက်ဆိုပြီးတော့အဲ့လိုမျိုးနဲ့ကတ်ကြတာเนาะအဲ့လိုမျိုးကျွန်တော်ကရည်ရွယ်ပြီးကတ်เนาะတချို့ပြည်သူတွေကမသိဘူးတချို့တော့နည်းနည်းအတိုက်ခံနေပေါ့နော်အဲ့ဒီဝါဒီသမားတွေကတော့ဘေးရင်ရတရားဘိုင်းဆိုလက်မခံဘူးလက်မခံလို့မရဘူးဒါကကျွန်တော်တို့ကဟိုပေါ့နော်ရှစ်အဆက်ဘေးရင်နေလဲဒါဒီမင်းဆိုးရာစာပရောဟိတ်ဆိုတာရှိခဲ့တယ်လို့နောက်တိုင်းမှာလည်းရှိခဲ့တယ်ကျွန်တော်ဦးကပြောလို့ပေါ့နော်မြန်မာနိုင်ငံဝင်သိမ်းတဲ့အင်္ဂလိပ်တွေကိုယ်တိုင်စဒါပြင်ချက်ကိုနော်ဆက်လျရနေပြီးတော့သူတို့တိုက်မယ်သူတို့လာခေါ်မဲ့ဆက်လျရနေပြီးတော့ဒီဟိုတီဘောမင်းကိုလာပြီးဖမ်းမဲ့အချိန်မှာနော်ပြင်ချက်ကြီးပထမဝါလုံးတွေပြသူတို့ထိုးနေပြင်ချက်ကြီးကိုသူတို့သုံးခဲ့တယ်ပြင်ချက်ပဲသူတို့သုံးတာပြင်ချက်ပဲငကူခေါ်တာသူတို့ပြင်ချက်ပဲခေါ်တာနောက်ပိုင်းကျတော့အဲ့တီဘောမင်းကိုလာပြီးတော့ဖမ်းမဲ့အချိန်မှာဒီဥစ္စာအခေါ်ဝေါ်လေးနော်အခေါ်ဝေါ်ကလည်းစကားပြောသေးတယ်အဲ့အခေါ်ဝေါ်နဲ့တင်ဒါကအခေါ်ဝေါ်နဲ့တင်ဓာတ်ဆင်လိုက်တာဒီပြင်ချက်ကြီးကိုကုန်းပေါင်ဆိုပြီးတော့ခေါ်ခိုင်းလိုက်တာသုံးလုံးလိုက်တာအဲ့လိုသုံးလုံးပြီးတော့ဒါပြင်ချက်ထိုးပြီးတော့အဲ့ကုန်းပေါင်ထိုးပြီးတော့ပြင်ချက်ကိုထိုးလိုက်တာပေါ့နော်ထိုးပြီးအဲ့ကုန်းပေါင်ကိုတက်နေကုန်းပေါင်ကိုတက်ကြအဲ့လိုမျိုးအကောင်လုံးငါတို့ကုန်းပေါင်တက်ပြီးဆိုပြီးအဲ့လိုမျိုးអော်ပြီးတော့တက်ကြတယ်
တက်ကြပြီးတော့ဒါသူတို့အင်္ဂလိပ်တွေကတက်ပြီးတော့ဒါဒီဘုံမျိုးတတ်သားရပဲတနက်ချက်မဖောက်ရပဲနဲ့ဖမ်းသွားနိုင်တယ်ဒါမျိုးလေးဒါကုန်းပေါင်ဆိုတာအဲ့နောက်ပိုင်းဒီအိတ်ပြင်ချက်ကြီးကိုကုန်းပေါင်ဆိုပြီးတော့ခေါ်ထွင်လာခြင်းဒါဖြစ်တယ်ဆိုတဲ့အကြောင်းဒါရတရားဘန်းကိုလည်းမယုံကြည်လို့မရဘူးเนาะကျွန်တော်တို့ဒါမြတ်စွာဘုရားရှင်ရဲ့เนาะကျွန်တော်တို့စီထားတဲ့အတိုင်းမဟုတ်တော့မင်္ဂလာတော့ဆရာတော့ရသော်ပြရှင်ရဲ့ရတနာတုတ်တော်မှာဆိုရင်လည်းဒါဝေသာလီပြည်မှာဘီလူးတွေဝင်ပြီးစီးနေတာနဲ့ပတ်သက်ပြီးတော့ဝေသာလီပြည်မှာဘောနော်ဒီကာလဝမ်ယောဂါတွေဖြစ်တယ်လူတွေတေကြတယ်ပြီးတော့နောက်တစ်ခုကကြတော့လူတွေတေကြပြီးတော့မျိုးကတောက်ကနေဖြစ်နေတဲ့အချိန်မှာစီးပွားပြက်ကတ်ကြီးစိုက်တယ်စိုက်တဲ့အခါကျတော့တယောက်နဲ့တယောက်နဲ့လူရက်စားတောက်ကြတယ်လူရက်ကြတယ်လူရက်ကြရင်လည်းဘာဖြစ်လာလဲတက်ကြတယ်တယောက်နဲ့တယောက်နဲ့တက်ကြတယ်အဲ့လိုမျိုးကတ်ကြီးသုံးပါးပြီးစိုက်တာပေါ့နော်ကတ်ကြီးသုံးပါးပြီးစိုက်နေရခြင်းအကြောင်းရကဘာကြောင့်လဲဆိုတော့လူသေးသားတွေကိုစားခြင်းနဲ့ဘီလူးတွေကနေပြီးတော့ဒါပြီးတော့ဝင်ပြီးတော့ပူးကတ်ကြတာပေါ့နော်ပူးကတ်ကြတဲ့အခါကျတော့ကတ်ကြီးသုံးပါးပြီးစိုက်ရတာပေါ့နော်စိုက်ရတဲ့အခါကျတော့အဲ့ဒါကိုသိတဲ့အခါကျညဆော့ပြားရှင်ကိုတော်တိုင်းကြွတော်မူတယ်ကြွတော်မူရင်းနဲ့ဘာလုပ်လဲဆိုတော့ညီတော်အနန္ဒာကိုဒါဒီကျွန်တော်တို့ဒီဟိုမှာဒီဝေသာလီပြည်မှာရောက်တဲ့အခါကျတော့ဝေသာလီပြည်ရဲ့မုတ်ဦးတိုင်ကြီးမှာမုတ်ဦးတိုင်၄တိုင်နော်၄တိုင်မှာညဆော့ပြားရှင်ကနေပြီးတော့ညီတော်အနန္ဒာဘာကတ်ခံလဲဆိုတော့ကျွန်တော်တို့ဒီဘီလီနတ်စာဆိုပြီးတော့နတ်စာကတ်ခိုင်းတယ်နော်ဒါရဏတုတ်ကိုဝေသာလီပြည်ကိုရောက်တာနဲ့ရဏတုတ်တို့ကိုရုပ်ဖတ်တရစေတာမဟုတ်ပဲနဲ့နော်မဟုတ်ခင်ရဏတုတ်ကိုမဟုတ်ခင်မှာဘာလုပ်လဲဒီမျိုးဦးတိုင်ဒီမှာမျိုးဦးတိုင်၄ဘက်မှာမျိုးဦးတိုင်ဒီမှာမျိုးဦးတိုင်၄ဘက်မှာဒါဘီလီနတ်စာကျွေးတယ်နော်ဘီလီနတ်စာတင်တယ်တင်ပြီးတော့မှရဏတုတ်တော်ကိုရုပ်ဖတ်တရစေတော်မူတယ်နော်ဆိုတော့ဒါတာရကရှိခဲ့တယ်အဲကြောင့်မို့ကျွန်တော်တို့ကဒီလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်เนาะပညာရေးကိစ္စပဲဖြစ်ဖြစ်ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်ကျွန်တော် net တွေကိုကျွန်တော်ဆက်တာရတယ်ပူဇော်ရတယ်ဆိုတာလေးကဒါကကျွန်တော်အတူယူရမယ်အရာပေါ့เนาะဆိုတော့ကကျွန်တော်လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်ကုန်ပြီလုပ်ငန်းတွေစတင်တော့မယ်เนาะခရီးတွေထွက်တော့မယ်နော်ရေလုပ်ငန်းရှင်တွေဆိုလဲရေလုပ်ငန်းသမားတွေဆိုလဲဒါမိမိတို့ဆက်လီတွေနော်ပင်လယ်ထဲမထွက်ခင်မှာကျွန်တော်ရေငတ်ပိုင်းဥရှင်ကြီးကိုကျွန်တော်ပူဇော်ပသမှုတွေလုပ်သွားရတယ်နော်လုပ်သွားမှသာလဲကိုယ့်ရဲ့ရေလန်းခီးရအောင်မြင်နဲ့ပြန်ရောက်လာနိုင်တာပေါ့နော်ဒါမျိုးလေးတွေလုပ်ရတာလေးရှိတယ်ထူးလည်းကောင်းမယ်ကျွန်တော်တို့ဒီဆောင်းပွဲပညာရေးအတွက်ဆိုဆောင်းပွဲတွေအောင်ဖို့နော်ကျမ်းမာရေးအတွက်ဆိုလဲကျမ်းမာရေးကောင်းမှုရရတွေနော်ဆောင်းပွဲတွေအောင်ဖို့လဲရရပန်းဓာတ်ကြီးလေးပါအစီအစဉ်ပေါ့နော်ပြောရဓာတ်ကြီးလေးပါရရတွေကဓာတ်ကြီးလေးပါနဲ့ပတ်သက်တဲ့ရရတွေကမဖြစ်မနေကိုဒါတွေလောက်ရပါတယ်လောက်ရတဲ့ခါကျတော့ဒါကျွန်တော်ဘေးရင်ဆရာတွေကပဲကူညီပေးလို့ရတာပေါ့နော်ခုနှစ်တာမျိုးအဲ့အတွက်ကျွန်တော်ကဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်အနေနဲ့ပေါ့နော်ကူညီတောင်းတနေရနေပြီးတော့ကျွန်တော်ကူညီလို့ရအောင်ဆိုပြီးတော့ဘေးရင်ကျွန်တော်စဟောပေးပါတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုမေတ္တာရှိထားပြီးလာရောက်ပြောပြခြင်းဖြစ်ပါကြောင်း
ပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ပါစေကျွန်တော်ရဲ့ဓမ္မမိ